အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုရီးယားတူဒီ channel နဲ့ပြန်လည်ပြီးကြိုဆိုပါရစေညကကျွန်တော်တင်းလာအဖွင့်နေအတွက်ကိုကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်ပြကျင်တဲ့ site ရဲ့ထိပ်စီးရဲ့အပိတ် site တွေကဘယ်လိုပြောမလဲဗီဒီယိုကရှည်သွားတယ်ဗျာရှည်သွားတဲ့အခါကျတော့ကျွန်တော်အဆင်မပြေဖြစ်သွားတယ်အဲ့တော့ကျွန်တော်အခုဒီလိုလေးပဲကျွန်တော်ဗီဒီယိုတိုလေးပဲရိုက်ပြီးကျွန်တော်တင်ပေးလိုက်မယ်နော်ကျွန်တော် site နှစ် site ကိုကျွန်တော်ပြမယ်နှစ် site ပြောခဲ့မယ်ပေါ့နော်မိတ်ဆွေတို့ကြိုက်တဲ့ဟာလေးကိုပဲယူပါကျွန်တော်လက်နဲ့ချမိပြတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်ပြောချင်တာကပထမဆုံးထိပ်စီး site ထိပ်စီးနဲ့အပိတ် site ပေါ့နော်တော့အကွက်လေးတော့နည်းနည်းများလိမ့်မယ်ကြိုက်ရင်တော့လိုက်ပါမကြိုက်ရင်တော့မလိုက်ပါနဲ့နော်အဲ့တော့တနင်္လာနေ့အတွက်ကို15ရက်12လ2025တနင်္လာအဖွင့်နေ့အတွက်ကိုမနက်ပိုင်းထိပ်စီးက169ထိပ်စီးပါเนาะ169ထိပ်စီးပါမနက်ပိုင်းတီးတန့်မှာ169ထိပ်စီးပါကျွန်တော်မနက်ပိုင်းတီးတန့်အတွက်ကိုအရင်ပြောတာပါကเนาะ169ထိပ်စီး169ထိပ်စီး169 is top okay အပိတ်အနေနဲ့ဆိုရင်1824နော် close 1824အဲ့တော့169ထိပ်စီးကို1824ပိတ်ပေးပါအဲ့ဒီအပိတ်နဲ့တွဲရင်ကဏ္ဍ12ကွက်ထွက်ပါမယ်ကြိုက်တဲ့မိတ်ဆွေတွေကယူ3မှမကြိုက်တဲ့မိတ်ဆွေတွေကယူမ3မှနဲ့ဗျာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီအပိတ်မှာဆိုရင်284အပိတ်နဲ့169အပိတ်169ထိပ်စီးနဲ့284အပိတ်ကိုဦးစားပေးပြီးကစားစီခြင်းနဲ့ဟုတ်ပြီနော်169ထိပ်စီးကို284အပိတ်နဲ့ဦးစားပေးပြီးကစားစီခြင်းပါတယ်ဒါမှမဟုတ်1ထည့်ရင်လည်းပြည့်စုံတယ်ပေါ့နော်ကျွန်တော်ရထားတဲ့ site ဆိုတော့1284အပိတ်ပါနော်1284အပိတ်ပါ break ဆိုရင် break ကနေကုန်စာတော့ပြီးမှကျွန်တော်ထပ်ပြောမယ်နော်အဲ့တော့ခုမနက်ပိုင်းသီးတန့်အတွက်ကထိပ်စီးက169ထိပ်စီးအပိတ်က1284အပိတ်ပါဒါလေးကတစ် site ပေါ့နော်ဒါလေးကမနက်ပိုင်းအတွက်သီးတန့်နေကုန်အတွက်ဆိုရင်လုံးမိုင်အနေနဲ့3တလုံးရှိမယ်လုံးမိုင်အနေနဲ့3တလုံးရှိမယ်နေကုန်လုံးမိုင်3တလုံးနေကုန်ပတ်သီးက18ပတ်သီးပါနေကုန်ပတ်သီးက18ပတ်သီးပါကီးအခွေဆိုရင်ကီးရပါကီးနဲ့ကတ်မလဲဆိုရင်1260ခွန်ကီးကတ်ပေးပါเนาะ1260ခွန်ကီးကတ်ပေးပါဟုတ်ပြီဒါကခုကျွန်တော်ပြောတာကနေကုန်စားပါเนาะအဲ့တော့နေကုန် break ဆိုတော့3569 break ပါဗျเนาะ3569 break ပါအဲ့တော့ကျွန်တော်နေကုန်3ခွက်ကောင်းနေကုန်3ခွက်ကောင်းဆိုရင်ကျွန်တော်ကြိုက်တာဒီ1နှစ်ကြိုက်တယ်1 4ကြိုက်တယ်1 6ကြိုက်တယ်1 6ကြိုက်တယ်အဲ့ဒီ4ခွက်ဒီကျွန်တော် main 4ခွက်အနေနဲ့နေတနေကုန်စာကြိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်လက်နဲ့ချရေးပြီးမရှင်းပြနိုင်တဲ့အတွက်ကျွန်တော်နှုတ်ညွတ်တောင်းပန်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာမနက်ပိုင်းအတွက်က169ထိပ်စီ1284အပိတ်ဒါမနက်ပိုင်းတည်တန့်နေကုန်စာဆိုရင်တော့3တလုံးလုံးပိုင်ရှိပါမယ်နေကုန်ပတ်သီးက18ပတ်သီးပါကီးအခွေက126ခွန်ကီးအခွေเนาะနေကုန် break က3569 break 3569 break ထဲမှာကျွန်တော်ကြိုက်ဆုံး break နှလုံးဒီ35 break ကိုပိုကြိုက်ပါတယ်เนาะ35 break ကိုပိုကြိုက်ပါတယ်အဲ့တော့နေကုန်2ကွက်ကောင်းဆိုနေကုန်ဆိုတော့ကျွန်တော်ကြိုက်တာဒီ1နှစ်14 19 16ပါအဲ့ဒါကကျွန်တော်ကြိုက်ဆုံးနေကုန်4ကွက်ပါအကြိုက်ဆုံး2ကွက်ဆိုတော့1နှစ်နဲ့14နဲ့19ကို2ကွက်ဒီအကြိုက်ဆုံးပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးရမယ်လို့ထင်ပါတယ်ခင်ဗျအားလုံးကျေးဇူးပါဗျာเนาะ